ဘန်ကောက်မြို့မှာလူကြီးမင်းတို့က location ကောင်းပြီးတော့ရထားဂိတ်နီးနားမှာရှိတဲ့ကွန်ဒိုရှာနေဆိုရင်တော့ကျွန်တော်နောက်မှာရှိတာကတော့ Grand Unity Developer ဆောက်လုပ်ထားတဲ့ Blue Sukhumvit 89ကွန်ဒိုပဲဖြစ်ပါတယ်ဒီကွန်ဒိုရဲ့ location ကတော့ Sukhumvit လမ်းမနီးနားမှာရှိပြီးတော့အနီးဆုံးရထားဂိတ်နှစ်ခုဖြစ်တဲ့ Banchak အစိမ်းရောင် BDS ရထားလိုင်းနဲ့ Onu BDS အစိမ်းရောင်ရထားလိုင်းနီးနားမှာရှိရဖြစ်ပါတယ်အဲ့တော့ဒီကွန်ဒိုရဲ့အတွင်းခန်းတိုက်ရဲ့ဖွဲ့စည်းပုံဒီဇိုင်းတွေကလည်းအခုမြင်တွေ့ရတဲ့အတိုင်းတော်တော်လေးလာပါဗျအတွင်းခန်းလေးဖွဲ့စည်းပုံကိုကျွန်တော်ထဲမှာအသေးစိတ်လိုက်ပြရပါမယ်အခုပြပေးမှာတော့24 square meter studio ခန်းပဲဖြစ်ပါတယ်ဒီခန်းက studio ခန်းဆိုပေမဲ့အတွင်းခန်းဖွဲ့စည်းပုံလေးအောက်တွေကတော်တော်လေးလာပါတယ်ဗျအထူးသဖြင့်ဟင်းချက်ပြုတ်တာတက်ရည်သူတွေအတွက် spray kitchen လေးဖွဲ့စည်းပေးထားတာပဲဖြစ်ပါတယ်ဒီကွန်ဒိုကတော့ Grand Unity Developer ဆောက်လုပ်ထားဖြစ်တဲ့ကြောင့်မို့အတွင်းခန်းတိုက်သားဖွဲ့စည်းပုံတွေကတောက်တင်းခိုင်မှာတော့တွေ့ရပါတယ်ဗျဘတ်နှစ်တန်းကျော်မြန်မာငွေ3,000ကျော်ဝန်းကျင်နဲ့စတင်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ် fully finished ဖြစ်တဲ့ကြောင့်မို့ furniture လည်းအကုန်လုံးပေါင်းမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ခုပြပြရတော့27 square meter one bedroom ခန်းပဲဖြစ်ပါတယ်ခုပြပြတဲ့27 square meter one bedroom ခန်းလေးကလည်းတော်တော်လေးလာတော့တွေ့ရပါတယ်ဗျအတွင်းခန်းလေးအောက်ဖွဲ့စည်းပုံလေးကလည်းသူက student ပုံစံမျိုးဖွဲ့စည်းပေးထားတဲ့အတွက်ကြောင့်မို့လူကြိုက်များတဲ့အတွင်းလေးအောက်ဖွဲ့စည်းပုံပဲဖြစ်ပါတယ်ဒီကွန်ဒိုမှာဆိုရင်တော့ဘေးဒီနှစ်ခုရှိပြီးတော့အထက်ပေါင်း8တက်စီရှိတဲ့အခန်းနဲ့ကွန်ဒိုမျိုးသားပဲဖြစ်ပါတယ်အခန်းပေါင်းတော့328ခန်းရှိပါတယ်ဗျလူကြီးမင်းတို့ကဘန်ကောက်မြို့ location ကောင်းမှတည်ရှိတဲ့ကွန်ဒိုရှာနေဆိုရင်တော့အခုပြပြတဲ့ Blue Sukhumvit 89ကွန်ဒိုကိုလူကြီးမင်းတို့စိတ်ဝင်စားပါကလာရောက်ကြည့်ရှုနိုင်ပါတယ်ဗျပိုင်ဆိုင်မှုအနေနဲ့ကတော့ freehold colony သားစီမင်းဆက်အမွေဆက်ခံနိုင်မှာပဲဖြစ်ပါတယ်Grand Unity Developer ဆောက်လုပ်ထားတဲ့ Blue Sukhumvit 89ကွန်ဒိုကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြည့်ရှုမယ်ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြဲဆိုနိုင်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံးချင်းဝင်မယ်ဆိုတော့ GIG Thai House Space ကိုဆက်သွယ်မြဲဆိုနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။